လုံယူရေးနဲ့ပြည်ပြီးလုံယူရေးကိုထိခိုက်မှုရှိမရှိစသည်အဲဒါဒီလိုညီညွတ်ရေးကိုထိခိုက်ပြကြားပေပြီးရေးသားအသုံးလုံးများပါဝင်ရင်းရှိမရှိဇာဝဲဝိညာဉ်တစ်ခုနဲ့တစ်ခုပြီးလုပ်ပိုင်ခွင့်သူဝဌာနဖွဲ့ပြီးတစ်ခုနဲ့တစ်ခုလုပ်ပိုင်ခွင့်များရောထွေးခြင်းနဲ့စံကျင်ခြင်းမရှိပေရန်စံကျင်ခွင့်ဒီတိုင်းဒေသကြီးဒေသတွေအပြည်ဆိုင်ရာဒေသဆိုင်ရာသို့မဟုတ်ဒေသချင်းချင်းဆိုင်ရာတာဝန်များသဘောတူညီချက်များပါတာဝန်ရရွေးချယ်ထားသောဥပဒေများဖြစ်ပြီးကိုယ်စာချုပ်များသဘောတူစာချုပ်များပါနိုင်ငံတော်အဆင့်အဖွဲ့အစည်းများကသဘောတူလက်ခံထားသောအချက်များနှင့်လက်ရောညီထွေခြင်းရှိမရှိနဲ့နိုင်ငံတော်၏ချုပ်ချယ်အာဏာကိုထိပါးခြင်းရှိမရှိကိုတည်သိ၍ဆောင်ရွက်ရန်များသက်ဆိုင်ရာဥပဒေနဲ့ပတ်သက်၍ဘူဝိုင်းဆိုင်ရာကျဲတဲ့များပြည့်စုံသောပါရှိခြင်းရှိမရှိတက်တလင်းခြင်းဥပဒေပါပြန်တဲ့များကိုလက်တွေ့ကောင်းတယ်ပေါ်နိုင်ပြီးအခြေအနေရှိမရှိထပ်ဝင်မဲ့ဥပဒေရွေးချက်များကိုကောင်းတယ်ပေါ်နိုင်ရန်ပြဋ္ဌာန်းချက်များပြည့်စုံသောပါရှိခြင်းရှိမရှိပိုက်လေးဥပဒေရေးရာဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ပေါ်ပြီးသို့တွေ့ထားသောဥပဒေကြမ်းများကိုသိသိရမယ်အခြေခံရမည်မူစနစ်ကျတဲ့အမည်သိသိရမည်အပြင်တိုင်းဒေသကြီးတော်ပြည်နယ်တို့ဥပဒေဥပဒေများနှင့်ညီသိသိ၍အစီအကသာပြုလုပ်ပြီးတွတ်တော်ဥက္ကရာမှတစ်ဆင့်တိုင်းဒေသကြီးတွတ်တော်တို့ပြပြရသည်တိုင်းဒေသကြီးတွင်ဌာနအဖွဲ့အစည်းများကစစ်သုံးရရှိပြီးဥပဒေများကိုပြင်ဆင်ရန်ပယ်ပြရန်သက်ဆိုင်ရာကော်မတီများနှင့်ပူးပေါင်းလေ့လာခြင်းဥပဒေများကိုပြဋ္ဌာန်းရန်ပြင်ဆင်ပြည့်စွက်ရန်နှင့်သက်လေး၍လိုအပ်ပါကသက်ဆိုင်ရာကော်မတီများတို့အကြံပြုခြင်းများကိုတွတ်တော်ဥက္ကရာမှတစ်ဆင့်ဆောင်ရွက်ရသည်အပိုင်နာတိုင်းဒေသကြီးတွတ်တော်ကအခါပြောလာပြရတာတာဝန်များကိုထမ်းဆောင်ရသည်အပိုင်ချကော်မတီဒီမိတာဝန်ရသည့်လုပ်ငန်းများကိုအသေးစိတ်ဆွေးနွေးစဉ်းစားရမယ်တိုင်းဒေသကြီးတွတ်တော်တွေဆွေးနွေးစဉ်းစားသည့်ဒီလမ်းတိုင်းဆွေးနွေးစဉ်းစားရသည်တို့ရတယ်ကာကြီးကော်မတီအဆိုတင်သွင်း